ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ပဲခူးကိုအလဲလာပြီးတော့ကျွန်တော်တို့ရန်ကုန်ပြန်မလို့ပဲဖြစ်ပါတယ်မာပဲခူးဘူတာမှာပေါ့နော်ပဲခူးဘူတာရောက်တော့မိုးတွေကတဲကြီးမဲကြီးကိုချပါတယ်ဆိုတော့ဒီအထားကြီးရဆိုရင်တော့တော်တော်ရှည်ရပေါ့နော်ဟူးဘက်မှာတွေ့ရလာတော့မသိဘူးဟူးဘက်မှာကောင်းဟူးဘက်ချမ်းမှာရှည်ကြီးပဲနော်ဟူးဘက်ချမ်းမှာဖြစ်ပေါ့နော်ဆိုတော့ရမ်းရှည်ပါတယ်ဒီအထားကြီးဟုတ်ကဲ့ရမ်းလည်းမိုက်ပါတယ်ခုနောက်မှာယထာတစ်စီးရှိပါတယ်ဆိုတော့ကျွန်တော်တို့စီရမယ့်ယထာစပိန်ယထာပေါ့နော်စပိန်ကလာတဲ့ကောင်အနီရောင်ကောင်ပေါ့နော်အနီရောင်ယထာပေါ့ဆိုတော့ဒီရံပြူယထာကတော့ဒီဘက်လမ်းလာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ယထာပေါ်ရောက်မှပြန်တွေးကြပါမယ်ဒီနေ့ vlog လေးကတော့ကျွန်တော်တို့ပဲခူးဘူတာကနေပြီးတော့ကျွန်တော်တို့ရန်ကုန်ပြန်မဲ့ vlog လေးပဲဖြစ်ပါတယ်ယထာစီဒီရံပြူယထာစီကျွန်တော်ရန်ကုန်ပြန်မဲ့ vlog လေးပေါ့နော်ပဲခူးဘူတာအပြင်ဘက်လေးကိုတော့တိမ်မရိုက်လိုက်ရအောင်ဗျ။ဘာလို့လဲဆိုမိုးတွေကတဲကြီးမဲကြီးကိုချတာ။ကဲဆိုတော့အားလုံးပဲဟိုမှာကြိုက်သွားတယ်။ဟဲ့ဆိုအားလုံးပဲဒီမှာပြန်တွေ့ကြပါမယ်။ပဲခူးဘူတာကျွန်တော်ရမ်းလှပါတယ်မိုးရွာနေတဲ့အချိန်ဆိုရင်ကျွန်တော်တို့ဘာလေးနဲ့သွားတူလို့တူမှာမသိတာပေါ့နော်။ဟာပါကျွန်တော်ရပဲခူးဒီယထာရက်တော်တော်ရှည်တာဗျ။ဟိုမှာခေါင်းတွဲယထာအရင်အဲ့ကောင်းတွဲရထားတွဲတဲ့ပါတာပေါ့နော်။ Yeah ကျွန်တော်တို့စီးမဲ့ဒီရံပြူစပိန်ရထားအမြန်ရထားကျွန်တော်ဒီဘက်လာမှာပါ။ရထားလာမှာပြန်တွေးကြပါမယ်အားလုံးပဲ။ဟုတ်ပါပြီပါ။ဟုတ်ပါကျွန်တော်တို့စီးရမယ့်ရထားပဲဖြစ်ပါတယ်ဒါကတော့ Okay ရထားပေါ်ရောက်မှပြန်တွေးကြပါမယ်။ရွာတာနည်းနည်းတော့ဝါနေပါတော့ရထားဘလောက်မြန်လဲဆိုတော့အရှင်သိကျင်တော့အခုဒီရထားတန်လန်းကကြီးလိုက်တော့ဗျာကြီးလိုက်တော့ကဲခုကတော့ကျွန်တော်တို့ DEMU အနှစ်ရထားအဲမဟုတ်ပါကျွန်တော်တို့ရန်ကုန်ဘူတာကြီးကနေပြီးတော့ခုမြို့ထဲကိုရောက်လာပါပြီရန်ကုန်ဘူတာကြီးကနေကျွန်တော်အခုတော့ကျွန်တော်တို့ရန်ကုန်မြို့ထဲကိုရောက်လာပြီပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ DEMU အမြန်ရထားကိုပဲခူးနဲ့ရန်ကုန်ကျွန်တော်စီးပြတဲ့ vlog လေးပဲဖြစ်ပါတယ်ကျွန်တော်နောက်နေ့ကြရင်ကျွန်တော်တို့ game video တွေပြန်လာပါမယ်။ဗီဒီယိုမတင်တာ2 ရက်ရှိပါပြီ။ကြားထဲမှာကျွန်တော်တိတ်မအားလို့ပေါ့နော်။ဆိုတော့အားလုံးပဲကြည့်ရှုပေးတဲ့လူတွေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကျွန်တော် channel လေးကိုလည်း 1K subscriber ပြည့်အောင်လို့ subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်ကျွန်တော် channel ကအခုဆိုလို့ရှင်တော့600ကျော် subscriber 694လား5လားမသိဘူးပေါ့နော်အဲ့လောက်ဖြစ်နေပြီဆိုတော့ကျွန်တော် 1K ပြေးဖို့တော့ဆိုလို့ရှိရင်တော့400လောက်ပဲလိုရမှာပေါ့နော်ဆိုတော့ကျွန်တော်မြန်လေးပြေးအောင်လို့ subscribe လေးလုပ်ပေးသွားခဲ့ကြပါအောင်ဒီဗီဒီယိုတို့လည်းတော့ကြရင် like လေးနှိပ်ပေးသွားခဲ့ပြီးတော့အားပေးလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ် Q&A ဗီဒီယိုလည်းကျွန်တော်လုပ်မယ်လည်းမလုပ်ဖြစ်သေးဘူးပေါ့နော်ဘာလဲဆိုတော့ comment ပြဿနာလေးရှိနေလို့ကျွန်တော် comment ဖွင့်တာလည်းမှန်သူများမှန်လို့ရှိရင်ကျွန်တော်မမြင်ရဘူးပေါ့နော်အဲ့ပြဿနာလေးရှိနေလို့ကျွန်တော်နောက်နေ့ကျမှအဆင်ပြေအောင်ကြည့်ပြီးလုပ်ပေးပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒီနေ့ vlog လေးကတော့ DEMU အမြန်ရထားစီးတဲ့ vlog လေးပဲဖြစ်ပါတယ်ဆိုတော့ရထားဆိုရင်တော့ကျွန်တော်တို့2 နာရီကျော်လောက်မှာပဲခူးဘူတာကိုစိုက်ပြီးတော့ကျွန်တော်တို့ဘလောက်မှမကြောက်ဘူးပေါ့နော်ကျွန်တော်တို့4 နာရီ3 နာရီကျော်လောက်မှာကျွန်တော်ရောက်တယ်ပေါ့နော်1 နာရီလောက်ပဲစီးရပါတယ်ရိုးရထားကြီးထပ်ဆိုင်တော့ပုံမြန်တာပေါ့နော်ရဆိုတော့အားလုံးပဲ bye bye ပါနောက်ဗီဒီ